ဒီမှာတော့ကဘာကြီးကိုထူခြားတဲ့အတန်လျှို့ဝှက်တဲ့ပုံရိပ်တွေနဲ့ပရိသတ်တွေကိုဆွဲဆောင်ထားနိုင်တဲ့အဆိုတော်တယောက်အကြောင်းကိုကျွန်တော်ပြောပြသွားခြင်းပါတယ်အစောပိုင်းကာလတွေမှာသူကဘသူလဲဆိုတဲ့အရာကိုမသိရအောင်ဖုံးကွယ်ခဲ့တဲ့သူလမ်းဘေးမှာအင်ချီယာမဲ့တယောက်လိုရှင်သန်နေထိုင်ခဲ့ရတဲ့သူတယောက်ဒါပေမဲ့ဒီနေ့အချိန်မှာအကြီးကျယ်ဆုံးစင်မြင့်ထက်တွေမှာနေရာယူထားနိုင်ခဲ့တဲ့ The Weeknd ပဲဖြစ်ပါတယ်အပိုင်း1စတင်ပြီးတော့မှရုန်းကန်ခဲ့ရတဲ့ပုံစံမှာမိုက်ကယ်ဂျက်ဆင်ပြီးရင်အတန်အပါဝါအကောင်းဆုံးလို့တင်စားခံရထားတဲ့သူတယောက်R&B ဂီတကိုပြောင်းလဲဖန်တီးခဲ့တဲ့ The Weeknd ရဲ့ဘဝခီးလမ်းကြောင်းကိုကျွန်တော်တို့အတူတူတွဲရောက်ပြီးလေ့လာကြည့်ကြတာ The Weeknd ရဲ့နာမည်အရင်ကတော့ Abel Marconi ဖြစ်ပြီးတော့1990ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကနေဒါနိုင်ငံ Toronto မြို့မှာမွေးဖွားခဲ့ပါတယ်သူက Ethiopian နိုင်ငံကပြောင်းရွှေ့အခြေချလာတဲ့ဒုက္ခသည်မိသားစုကနေပေါက်ဖွားလာခဲ့တဲ့သူ့ရဲ့ငယ်ဘဝကအရန်ကြီးတော့လှပနေခဲ့တာမဟုတ်ပါဘူးဖခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးတော့အဖွားနဲ့အမေရဲ့ကြည့်ရှုပြုစုမှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်ဆယ်ကျော်သက်တွေရောက်တဲ့အခါမှာတော့လမ်းမကိုရောက်ရှိခဲ့ပါတယ်အသက်19နှစ်အရွယ်မှာစနေတနင်္ဂနွေလို့ခေါ်တဲ့ weekend မှာအိမ်ကနေဆင်းသွားခဲ့ပြီးတဲ့နောက်ပိုင်းလုံးဝအိမ်ကိုပြန်မလာဖြစ်တော့ပါဘူးအဲ့ဒီဖြစ်ရပ်ကိုပဲအမိပြုတ်ပြီးတော့ The Weeknd ဆိုတဲ့နာမည်ရလာခဲ့တာပါဒါပေမဲ့မိုဘိုင်ခွင့်ပြဿနာတွေကြောင့်ဤတလုံးကိုဖြုတ်ခဲ့ပါတယ်အဲ့ဒီအချိန်တွေတုန်းကလမ်းပေါ်မှာအိမ်ချေရမဲ့တယောက်လိုနေထိုင်ဖြတ်တန်းခဲ့ရပြီးတော့မူရစ်စေဝါကြီးကျွန်းတယောက်လည်းဖြစ်နေခဲ့ပါတယ်အိမ်ချေရမဲ့တယောက်လိုလမ်းဘေးမှာပဲအိုက်စားခဲ့ရတဲ့ဘဝမျိုးကိုဖြတ်တန်းခဲ့ရပြီးတော့စားကြမရှိတဲ့အချိန်တွေလည်းရှိသလိုဝမ်းစာကိုဖြည့်ရှင်းဖို့အတွက်စူပါမားကတ်ကနေပစ္စည်းတွေကိုခိုးယူပြီးတော့စားတောက်ခဲ့ရတဲ့အခြေအနေအထိကိုရောက်ရှိခဲ့ပါတယ်အပိုင်းနဲ့စမ်းကြဲတဲ့ဂီတခရီးအစပြုံးမှု2010ခုနှစ်မှာ Abel က Jeremiah Rose ဆိုတဲ့ထုတ်လုပ်သူတယောက်နဲ့တွေ့ဆုံခဲ့ပြီးတော့တချင်းတွေကိုစတင်ဖန်တီးခဲ့ပါတယ်2011ခုနှစ်မှာတော့ YouTube platform ပေါ်မှာ The Weeknd ဆိုတဲ့နာမည်နဲ့ပဲတချင်းတစ်ပုဒ်ကိုစတင်ပြီး upload လုပ်ခဲ့ပါတယ်ဖြူမဲဓာတ်ပုံတွေနဲ့ထူးခြားတဲ့အတန်ပါဝါကြောင့်ဒီကောင်လေးကဘသူလဲဆိုတဲ့အရာကိုလူတွေကစတင်စိတ်ဝင်စားလာပါတယ်အထူးသဖြင့် Canadian rapper Drake က The Weeknd ရဲ့တချင်းတွေကို share လုပ်ရာကနေနေချင်းညချင်းဆိုသလိုပို့ပြီးတော့မှသူ့ရဲ့နာမည်ကအောင်မြင်ကျော်ကြားလာပါတယ်2011ခုနှစ်အတွင်းမှာပဲ mixtape 3ခုဖြစ်တဲ့ House of Balloon, Thursday နဲ့ Echoes of Silence တို့ကိုထုတ်ဝေခဲ့ပါတယ်အဲ့ဒီ mixtape 3ခုကိုပေါင်းပြီးတော့ trilogy လို့သတ်မှတ်ခဲ့ပါတယ်ဒီသချင်းတွေက R&B သချင်းဖြစ်ပေမဲ့အမောင်ဘတ်ချမ်းကိုရိုင်းတယ် sex တွေမူရစေဝအကြောင်းတွေကိုပို့ပြီးတော့မှဖော်ညွှန်းရေးသားထားတဲ့အတွက်ကြောင့် Dark Sun နဲ့ R&B ဆိုပြီးတော့မှဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုတော့မှရရှိခဲ့တဲ့သချင်းတွေလည်းဖြစ်ပါတယ်အပိုင်း3mainstream ကိုရောက်ရှိလာခြင်း underground လောကမှာတော့ဘရင်တစုလိုဖြစ်နေတဲ့ The Weeknd ကစတင်ပြီးတော့ mainstream ကိုရောက်ရှိဖို့ကြိုးစားလာပါတယ်2013ခုနှစ်မှာတော့ Kissland ဆိုတဲ့ album တစ်ခုကိုထုတ်ဝေခဲ့ပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး2015ခုနှစ်မှာထွက်ရှိခဲ့တဲ့ Beauty Behind the Madness ဆိုတဲ့ album ထဲကသချင်းတွေကတော့တော်တော်ကြီးကိုသူ့ရဲ့ဘဝကိုပြောင်းလဲပစ်လိုက်ပါတယ်အဲ့ဒီ album မှာပါဝင်ခဲ့တဲ့ Can't Feel My Face Hills နဲ့ Annie ဆိုတဲ့သချင်းတွေကဘေးဘုတ်စရာကိုစိုးမိုးခဲ့ပါတယ်အထူးသဖြင့် 50 Shades of Grey ရဲ့ရုပ်ရှင်ထဲမှာပါဝင်ခဲ့တဲ့ The Weeknd ရဲ့သချင်းကြောင့်ကမ္ဘာတလားကပရိသတ်တွေကသူ့ကိုပို့ပြီးတော့မှတိလာခဲ့ကြပါတယ်အရင်ကလေးလေးဝက်ဝက်နေတတ်တဲ့ကောင်လေးနနတီးပုံစံသပင်ရှိတဲ့ကောင်လေးတယောက်ကကမ္ဘာစင်မြင့်တွေပေါ်မှာရောက်ရှိလာပါပြီသူ့ရဲ့ထူးခြားတဲ့သပင်ပုံစံကသူ့ရဲ့တင်ငေသားတစ်ခုဖြစ်လာခဲ့ပါတယ်အပိုင်းလေးStarboy နဲ့သူ့ရဲ့ရုပ်သွင်းပြင်ပြောင်းလဲလာခြင်း2016ခုနှစ်မှာတော့ The Weeknd ကသူ့ရဲ့ iconic လို့ပြောလို့ရတဲ့သပင်ကိုညှက်ခဲ့ပြီးတော့ Starboy album နဲ့ခန့်ပတ်လာခဲ့ပါတယ်ပြင်သစ် electronics အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Daft Punk နဲ့ပူးပေါင်းပြီးတော့မှဖန်တီးထားတဲ့ Starboy ဆိုတဲ့သချင်းကလည်းတကယ်ကိုအောင်မြင်မှုအထွတ်ထိပ်ကိုရောက်ရှိခဲ့ပါတယ်ဒီကာလမှာ Selena Gomez တို့လို series တွေနဲ့သူကအတွဲခုတ်ခဲ့ပြီးတော့အချစ်ရေးမှာကောလာဟလသတင်းတွေလည်းအမြောက်အများရှိခဲ့ပါတယ်သူ့ရဲ့အချစ်ရေးကံမကောင်းမှုတွေက2018ခုနှစ်ကထွက်ရှိခဲ့တဲ့My Dear Melancholy ဆိုတဲ့ EP album အသေးလေးကိုဖြစ်လာစေခဲ့ပါတယ် Call of My Name သချင်းတွေကသူ့ရဲ့နာကျင်မှုတွေကိုကျွန်တော်တို့ fans တွေကလုံးဝခံစားမိကြပါတယ်။ပိုင်းက After Hour နဲ့အောင်မြင်မှုအထွတ်ထိပ်ရောက်ရှိလာခဲ့ခြင်း2020ခုနှစ်မှာတော့ The Weeknd ကသူ့ရဲ့အအောင်မြင်ဆုံးဂီတမှတ်တိုင်တွေကိုစတင်စိုက်ထူခဲ့တဲ့နှစ်လို့ပြောလို့ရပါတယ်။ဒါကတော့ After Hour album မှာသူကအနီရောင်ဝတ်စုံနဲ့နှာခေါင်းကျိုးနေတဲ့ character တစ်ခုကိုသူကဖန်တီးခဲ့ပါတယ်။ဒီ album ထဲမှာပါဝင်ခဲ့တဲ့ Blinding Lights ဆိုတဲ့သချင်းကဘေးပုံမှတ်တန်းတစ်ချောင်းမှာအအောင်မြင်ဆုံးသချင်းတွေထဲကတစ်ခု Greatest Song of All of Time ထဲမှာတော့ပါဝင်ခဲ့တဲ့အထီကိုစံချိန်ချိုးခဲ့ပါတယ်80ခုနှစ်က pop ဂီတကိုပြန်လည်အသက်သွင်းခဲ့တဲ့အရာကလည်းတစ်ကမ္ဘာလုံးမှာရှိတဲ့လူတိုင်းကိုပါဇက်ကနေမချနိုင်အောင်လိုက်ဆိုစေနိုင်ခဲ့တဲ့အထီကိုဩဇာကြီးခဲ့တဲ့ artist တယောက်လည်းဖြစ်ခဲ့ပါတယ်2021ခုနှစ်ရဲ့ Super Bowl halftime show မှာဆိုရင်လည်းတကူတော့ဖျော်ဖြေခဲ့တဲ့အရာကလည်းတကယ်ကိုသမိုင်းဝင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ် Grammy ဆုပေးပွဲတွေကသူ့ကိုစကားတင်စီးရင်ထဲတောင်မသွင်းခဲ့ကြတဲ့အရာကအငင်းပွားပွဲရဖြစ်ပြီးမြင်ဂီတလောကနဲ့ပရိသတ်တွေရဲ့ရင်ဘတ်ထဲမှာတော့စစ်မှန်တဲ့အမှုပညာရှင်တယောက်ဖြစ်တယ်ဆိုတဲ့အရာကလုံးဝကိုညင်းလို့မရပါဘူးအပိုင်း6နဲ့ညီကုန်းချွတ်ရမယ့်အချိန်ကိုရောက်လာပါ
နောက်ပိုင်းမှာတော့ Dom FM Urban နဲ့အတူအဖိုးကြီးအသွင်ယူထားတဲ့ The Weeknd ကလည်းတကယ်ကိုကျွန်တော်မေ့ထားလို့မရပါဘူး The Idol ဇလန်တွဲမှာဆိုရင်လည်းရိုက်ကူးမှုတွေလုပ်ခဲ့ရတယ်လို့မကြသေးခင်ကလည်း The Weeknd ဆိုတဲ့နာမည်ကိုစွန့်လွတ်ပြီးတော့မှသူ့ရဲ့နာမည်အရင်ဖြစ်တဲ့ Abel အနေနဲ့ပြန်ပြီးရက်တည်တော့မယ်ဆိုတဲ့အရာကိုလည်းအရေးအမွတ်ပြောသွားခဲ့တဲ့အရာလည်းရှိပါတယ်။မွေးရစေးဝါးတွေကိုဆွဲလန်းခဲ့ပြီးအိမ်ကနေထွက်ပြေးခဲ့တဲ့ကောင်လေးတယောက်ကအခုချိန်မှာတော့ဂီတနဲ့လူတိုင်းကိုကုစားပေးနေပါပြီ The Weeknd ရဲ့ခရီးကတော့ယနေ့ထက်ထိမဆုံးသေးပါဘူးဘလို့ပဲလာလာသူ့ရဲ့အတန်ကကျွန်တော်တို့ရဲ့ရင်ထဲမှာအမြဲတမ်းရှိနေပါတယ်ဒီနေ့မှာတော့ The Weeknd ရဲ့အကြောင်းအရာကိုဒီနေရာမှာပဲညီကုန်းချုပ်လိုက်ရပါတယ်နားဆင်ပေးတဲ့သူတယောက်စီတိုင်းနဲ့တကွာကြည့်ရှုပေးတဲ့လူတယောက်စီတိုင်းကိုလည်းကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်